ဘွားရတာချင်းတူတာတောင်မှနေတတ်တဲ့သူကပို့ပြီးတော့စိတ်ချမ်းသာရတယ်။တရက်မှာ24နာရီရတာချင်းတူတာတောင်မှအသုံးချတတ်တဲ့သူကပို့ပြီးတော့အကျိုးရှိတယ်။ဘဝမှာစိတ်ထားတတ်တဲ့သူကအစင်မပြေမှုတွေနဲ့ကြုံလဲစိတ်ချမ်းသာအောင်ထားတတ်တယ်။စိတ်ချမ်းသာအောင်နေတတ်တယ်။တကယ်တော့လူတိုင်းမှာအတွေးကိုယ်စီအပူကိုယ်စီတွေနဲ့ပါ။ဒါပေမဲ့အဲ့ဒီအတွေးတွေကိုထိန်းနိုင်တဲ့သူအပူတွေကိုအေးအောင်ငြိမ်းနိုင်တဲ့သူကအေးချမ်းမှုကိုပို့ပြီးတော့ရသွားတာပေါ့။ဘာမဟုတ်တဲ့သူတွေအတွက်လည်းစိတ်ညစ်မခံပါနဲ့။ဘာမဟုတ်တဲ့အကြောင်းအရာအသေးဖွဲလေးတွေကိုခေါင်းထဲကိုထည့်မထားပါနဲ့။အခုမဟုတ်ရင်တော့မှချိန်တိုင်းတာတစ်ခုမှာတော့တောင်းလဲခြင်းပြောင်းလဲသွားမှာပါ။ပြီးခဲ့သမျှကိစ္စတွေကိုဒီနေ့မှပဲခြံထားခဲ့ပါ။မနှက်ဖန်ထိတိတ်မသွားပါနဲ့။သူ့ကြောင့်ငါကြောင့်လို့မတွေးပဲနဲ့ဖြစ်သမျှအကြောင်းအရာတွေဟာဖြစ်တဲ့လို့ဖြစ်တာပဲဖြစ်ချိန်တန်လို့ဖြစ်တာပဲဆိုပြီးတော့တွေးလိုက်ရင်အဲ့လိုတွေးနိုင်တဲ့ပုဂ္ဂိုလ်ကပို့ပြီးတော့အေးချမ်းမှုကိုရရှိသွားကြတာပါပဲ။